KKK 呀，အဲ့ဒါပဲကောင်းတယ်ကွာရှည်ဝေးလေးလုံးမနေတော့ဆွဲပြီကွာနော်ဒီသုံးလုံးငါးပြစ်သေးတယ်ဗျာနော်ငါးပြစ်သေးတယ်ဒီကောင်လာရိုက်တော့မယ်ဗျာဒီ300ဆိုရယ်ကနရိုက်မယ်နော်ဒီ3-5ဆိုရယ်ကနဒီ300ရိုက်မယ်ဒီ1-8ဆိုရယ်ကနတက်လို့ရိုက်တယ်1-8ဆိုရယ်ကနကောင်တက်ကြီးကောက်သေးအဲ့တဲ့383ရိုက်မယ်383ဆိုရယ်ကနရိုက်မယ်အဲ့ဒါ3-1ပြီးသွားပြီ1-8ပြီးပြီ2-4ဆိုရယ်ကနအဲ့2-4ဆိုရယ်ကနနဘခွန်ဆိုရယ်ကနရိုက်မယ်အဲ့နဘခွန်3-3ဆိုရယ်ကနရိုက်မယ်နော်အဲ့ဒါဒီ2-4ကိုပြီးတဲ့အခါမှာဒီ1-8ခွန်ဆိုရယ်6ကြီးရိုက်မယ်ဒီ1-8ခွန်ဆိုရယ်1-8ခွန်ဆိုရယ်နံပါတ်6ရိုက်မယ်အဲ့6ဒီကောင်3-8ဆိုရယ်ကနမရိုက်မယ်ဗျာအဲ့တော့သူထဲတဲ့3လုံး5 3လုံး1 3လုံးခွန်3လုံး6ငါတက်ခွန်6ဆိုရယ်ကနကိုဒီကန3လုံး5 3လုံး1 3လုံးခွန်3လုံး6ရိုက်သေးတယ်ရိုက်ပြီးလို့ရှိရင်ဒီတကြီးကအလုပ်လုပ်တော့မယ်သူကအဲ့တက်ကသူကဆောတော့မယ်သူကနော်အဲ့နံပါတ်1ဆိုရယ်ကနဒီကဘယ်အားဆောမလဲဆိုတော့ဒီနှစ်ကြီးနဲ့ဆောမယ်ဗျာဒီကနနှလုံးနဲ့ဒီနှလုံးကူးနေပါရိုက်မယ်ဒီတက်ကစားရိုက်မယ်ဗျာဒီပြီးနံပါတ်2ဆိုရယ်ကနရိုက်မယ်နံပါတ်2အဲ့နှစ်ကဒီနှလုံး3ညဒီနှလုံး3ညနဲ့ဒီနှလုံးနဲ့ကိုပါရိုက်မလဲဆိုဒီနံပါတ်2ဆိုရယ်ကနရိုက်မယ်နေပြီးနံပါတ်1ဆိုရယ်ကနရိုက်မယ်ဒီနံပါတ်1အဲ့တက်ကဒီနှလုံး3ညဒီနှလုံး3ညနဲ့ဒီကနနှလုံး1နဲ့ကိုတဲပါလို့ဆိုအဲ့နံပါတ်1ရိုက်မယ်ဒီပြီးဒီနံပါတ်8ဆိုရင်ကနရိုက်မယ်နံပါတ်8အဲ့နံပါတ်8ကဒီကနနှလုံး9နဲ့ဒီကနနှလုံး3တွေကိုဘာလို့ရိုက်မလဲနံပါတ်8လို့ရိုက်မယ်အဲ့ဒီကောင်တကောင်တော့မှမှာပဲဘာလို့မှနိုင်လဲဆိုလို့ရှိရင်6ကြီးလဲမှနိုင်တယ်ခါတော့ဒီနှလုံး3တွေ3တွေကွာညီရှိမှပေါ့ဗျာနော်8 3တွေမှာဒီကောင်8-4လို့8-8ခွန်းလို့3-4-6လို့ဘယ်လိုလာ3ထားလဲတော့မသိဘူးအဲ့ဒီ3နဲ့လည်းဒီကောင်ထွက်နိုင်တယ်အဲ့တော့ဒီနံပါတ်1ကြီးကိုဥတီရိုက်မှာဒီနှလုံးနဲ့ဒီလုံး9နဲ့ဒီ1ကြီးရိုက်မယ်တပြီးနေရိုက်မယ်နေဆိုတာဒီနှလုံး3ညဒီလုံးနေရိုက်မယ်နေပြီး1ရိုက်မယ်ဒီနှလုံး3ညနဲ့ဒီလုံး1ရိုက်မယ်တပြီးနံပါတ်8ရိုက်မယ်ဒီနှလုံး3ဒီနှလုံး9နဲ့ဒီနှလုံး3 8ရိုက်မယ်နော်အဲ့လိုရိုက်လာမယ်နံပါတ်6အဲ့တော့ဒီကောင်လဲကြံပပန်တော့ကနန်းတော့ဘောနော်ကနန်းထေထားတော့အကေးနော်အဲ့ဒီနေရာမှာ6ဘူးလဲခြားချင်းခြားမယ်ဗျနော်အဲ့မှာပြောပြီးတာအဲ့ကနန်းဆွဲတယ်အဲ့1-1-1-1-8ဆွဲဒါ3လုံး3ညာချတာလို့ပြောခဲ့ပြီနော်အဲ့3လုံး3ညာဆိုလေကနန်းနေပြီးတော့ကျွန်တော်တို့ဒီကနန်းနှလုံး4နဲ့ဒီနှလုံး6နဲ့3ညာဖြစ်ချင်းဖြစ်မလို့အဲ့3လုံး3ညာချတာဒီကနန်း3လုံး8အဲ့8ကဒီကနန်းနှလုံး1နဲ့ဒီနှလုံး9နဲ့မှဒီ3လုံး8သွားဖြစ်မှာနော်ပြီးဒီက3လုံး8လို့ထပ်ထည့်ထားတယ်ကနန်းအဲ့8ကဒီခွန်တက်ဆိုတဲ့ဒီနှလုံး8အဲ့8နဲ့ဒီနှလုံး3ညာနဲ့မှ3လုံး8ရိုက်မှာနော်အခု3လုံး8လို့ကနန်းထေထားတယ်ကနန်းဒီနှလုံး6နဲ့ဒီနှလုံး2နဲ့8မှာ66တို့84တို့နော်ဒီကောင်တလုံးခွဲရိုက်ချင်းလဲရိုက်မှာပေါ့ဗျာ84ဖြစ်ချင်းလဲဖြစ်မယ်66လို့ဖြစ်ချင်းလဲဖြစ်မယ်နော်ဒီကောင်ကနန်းခွဲရိုက်ရင်တော့တွားယူ86ခွဲရိုက်ရင်တော့နော်ကနန်းမခွဲဘူးဆိုတော့ဒါလိုက်ပဲပေါ့ဗျာအဲ့ဒါ86ဆိုရင်ကနန်းကနန်းအဲ့လိုတော့ရှိတယ်နော်ဟို brain တစ်ခုကမကြိုက်ဘူးလေဗျာမကြိုက်တော့ကျွန်တော်အစင်းတဲရိုက်မယ်ဆိုလည်းမရိုက်ချင်တော့ကြလို့ဒါ6ကြီးပြင်ပန်းတီးတယ်ဗျာခွန်မန်းလဲတီးတယ်ဒါ3ညာတီးတယ်ဒီနှလုံး3ညာကနမကြိုက်ဘူးလေဟိုကောင်ကြတော့ရှေဘရိတ်ကြီးတွားဖြစ်နေဗျာရောနော်ဟိုကောင်ကြတော့ရှေဘရိတ်တွားဖြစ်နေရောဒါမဲ့3ညာထိနေတော့ဒီကောင်ခြာတော့ခြာပဲလေနော်ဟိုကောင်ကြတော့ရှေဘရိတ်ကြီးတွားဖြစ်နေတယ်ရှေဘရိတ်ကြီးနေဆိုလေကနဒီခွန်3-8ခွန်3-8တော့2-8ကြီးတေးတာပဲ3-8တော့3လေးသူကကနန်းညီလို့တေးနေတာ8-9-3တော့8-3-8 8-3နဲ့ဒီ4နဲ့8ဘရိတ်နဲ့ဆိုတော့မကိုက်ဘူးသူက8ဘရိတ်ဆိုတော့ဒီမှာ3ညာကြီးဖြစ်နေတယ်ဆိုတော့ကနန်းကြောင်ကန်းကန်းကြီးဖြစ်နေတယ်နော်ဒါကြောင့်ဒီဘရိတ်နှစ်ခုကကန်စားမဲလောက်ပဲလက်လျှောက်ထည့်မယ်နော်အဲ့လိုမျိုးဘလို့ပြတော့မထည့်ဘူးအဲ့တော့ main ထိုးရမှာတော့ nip break နော်အဲ့ဒါ nip break ကတော့ပြားတယ်ပြားပြီးမဟုတ်ကောင်တွက်ထုတ်ကြည့်တော့ကနန်းတပေါက်ကောင်တွက်ကြည့်တော့6-6တော့ရောင်းနေတယ်ဗျာနော်အဲ့မှာဒီကနန်း3ကွယ်နော်ဒါကတော့ one man show ရိုက်ချတာ break မပေါ့ဒါ break ထိန်းထားတယ်ကနန်းအဲ့မှာ number 6နဲ့ number 8ကဒီ6နောက်နဲ့ဒီ8ထိတ်ကဒီကောင် nip break ကြီးဖြစ်ဒါဖြစ်မှာဒီကောင်ဒါဖြစ်မှာအကေ break မပေါ့ဘူးဆိုလုံးပေါက်ရိုက်တော့6-6ဆိုလေကနန်းဖြစ်မှာနော်ပြောပြတယ်နော်သူကကနန်းအပြောင်းလဲရှိနေမှာပဲနော်
တုံညာထိတ်လေးတော့အောက်မှာတလုံးတော့ရေးပြီးတော့ဆွဲဦးမယ်ဗျအဲကောင်ရလွတ်လို့ပဲနီးနေမှမရဘူးဆိုတော့တုံညာအဲ့တုံညာဘာဖြစ်လဲဆိုကျွန်တော်ပြောပြန်ပြီကြီးလို့ဒီလေးလည်းမှန်မှာမဟုတ်ဒီလေးလည်းဒီသုံးလုံးလေးလည်းမှန်မှာမဟုတ်ဒီသုံးလုံး6လည်းမှန်မှာမဟုတ်သုံးလုံး6ဒီသုံးလုံး6လည်းအဲ့လေးကမှန်မှာမဟုတ်မမှန်ဘူးအဲ့ကောင်မှန်အရင်ပဲလို့ကနန်းတမမမှန်နိုင်ဘူးသူကဘာတတ်ဆောလာမလဲဆိုရင်နံပါတ်3ညာဆိုရင်ကနန်းဆောမှာသူကဘယ်ကနေဆောလာမလဲဆိုလို့ရှိမို့လေဘယ်ကနေဆောလာနေ့ဆိုရင်ကနန်းဒီတိုင်တိမ်ပြီးတော့ပဲပေါင်းစုံရေးလာတယ်ကနန်းတော့ဒါသုံးလုံး3ထေတယ်ဒါသုံးလုံး2ထေတယ်ဒါသုံးလုံး1လို့ထေတယ်ဒီမှာနံပါတ်3ညာထေ3ညာ381 381နှစ်38နှစ်3အဲ့တော့3လုံး3 3လုံး2 3လုံး1လို့နံပါတ်3ညာဆိုရင်ကနန်းကိုထဲပြီးဆိုရင်ကနန်းဘာချောတာလာတော့မယ်ပြန်အဲ့လိုထဲလိုက်ပြီးဆိုလို့ရှိရင်သူကဘာထဲမလဲဆိုရင်ဒီကနန်း3လုံး4နဲ့ဒီ3လုံး3ညာ4လို့ထဲမယ်ဒီ3လုံး4နဲ့3လုံး3ညာ4လို့ထဲမယ်သူဒီကနန်း3လုံး3ညာကိုဒီ3လုံး4နဲ့4လို့ပဲထဲမယ်ဒီကနန်း3လုံး3ကိုဒီကနန်း3လုံး1နဲ့4လို့ထဲမယ်3ညာဆိုရင်ကနန်းဝင်လာလိုက်မယ်နော်အဲ့ကနန်းအဲ့လိုမျိုး3ညာလို့ကနန်းဝင်လာတယ်အဲ့မှာ3နဲ့1လို့ဆင်းပြီးဒီကောင်ရိုက်ဦးမေးဗျာအဲ့ကနန်းလေးကြမ်းကြပပရိုက်လေကနန်းမေးဒါဒီကောင်နှစ်ကြီးတွေနဲ့ကောက်ရိုက်သေးတယ်ဗျာအဲ့နံပါတ်3ညာဆိုရင်ကနန်းဒါနှစ်ကြီးတွေနဲ့ဟိုတစိုးထိုးရှောက်ရိုက်သေးတယ်အဲ့နံပါတ်အမနှစ်တွေနဲ့ဖျက်အောင်ရိုက်လာသေးတယ်ဗျာအဲ့3ညာဆိုရင်ကနန်းဒါသူအဲ့လိုမျိုးဒီလိုမျိုးရိုက်လာမှာဗျာဒီမှာနံပါတ်3ညာနော်ဒီ38နှစ်ဖျက်အောင်လည်းရိုက်လာအောင်မယ်ဒီကောင်83နှစ်ဖျက်အောင်လည်းရိုက်လာအောင်မယ်43ညာ8နှစ်ဖျက်အောင်လည်းရိုက်ဒီမှာ3ညာလို့ထဲလို့ရှိဒါ83ညာ4လို့38လို့83လို့အဲ့လိုနှစ်ဖျက်အောင်ထဲလာထဲမှာဒီကောင်အပေါ်ကနှစ်ကြီးကဒါစီနီယာ3လုံး3လို့3လုံးနဲ့လို့3လုံး1လို့ထဲလာမယ်အဲ့3ညာဒီကနန်း3လုံး4နဲ့3လုံး3ညာ4လို့အဲ့4ထဲမှာဒီ3လုံး3ညာနဲ့3လုံး4လို့ထဲမှာဒီ3လုံး3ညာနဲ့ဒီ3လုံး1နဲ့4လို့ဒီနံပါတ်3ညာသူအဲ့လိုဆောလာမယ်ကနန်းပြန်နော်ကနန်းအဲ့လိုဆောလာမယ်ကနန်းမျိုးဖြစ်တယ်သူဟိုလေးရအပေါ်နေကြီးတော့လာတယ်ပြန်နော်ဒါတစ်ပရိတ်6ပရိတ်တစ်ပရိတ်ဒီကောင်တစ်ပရိတ်6ပရိတ်တစ်ပရိတ်ဆိုလေးရတော့မဟုတ်ဘူးဆိုတော့ဒီပြန်တွက်လို့ရင်တော့ဆောချင်းစရာအဲ့ဒါနံပါတ်3ညာပြန်နော်အဲ့နံပါတ်3ညာဆိုရင်ကနန်းဒါသူကနန်းနဲ့အမှန်လေးရိုက်မယ်ဆို3ညာပုံကောင်းနေပြန်နော်ကနန်း3ညာရိုက်မယ်ဆိုတော့ကနန်းအမှန်လေးကကောင်းတယ်လို့နော်3ညာဆိုဟိုကောင်နှစ်ပရိတ်နဲ့ဆိုရင်ကတော့3ညာနှစ်3ညာနှစ်ဆို3ညာကြီးထိစီတရိုက်ညီကိုက3ညာ9 3ညာ8နဲ့3ညာ4 3ညာ3ညာထဲရိုက်လို့ရှင်ဘေကနန်းတက်ကြမှာလေလား3ညာရိုက်ကနန်းခဲလိုက်တာကွာ3 8 4 9ကတ်ထိုးရမယ်ကနန်းပြရတာလေနော်ကနန်းပြရတာလေဒါမျိုးကနန်းဘေကနန်းမျိုးတတ်ထဲပါလေ3ညာ3ရေ3ညာ4ရေ3ညာ8 3ညာ9ရေဒါမျိုးမထဲတော့ဘူးတနေ့ထဲဒီကောင်3ညာ3ညာနဲ့3ညာ5နဲ့ဒါမျိုးပဲထဲမယ်ဒီကောင်တော့ထဲမှာမဟုတ်တော့ဘူးထဲတော့3 8 4 9ကကတ်တော့မှာမဟုတ်ဒီကောင်3ညာထဲဒီနှလုံးနဲ့ချမယ်သဘောရှိလေ3ညာနှလုံးချရင်တော့3ညာနှလုံးသားကောက်ချရင်တော့ဒီ6ကြီးတွေကောက်ထွက်တာလို့ဒီခွန်ကောက်ထွက်တယ်ဒီ3ညာကောက်ထွက်တယ်ဒီ3ညာကောက်ထွက်တယ်ဆိုတော့သိပြီကွာနော်ဒါမျိုးထဲမထဲဒီကောင်3ညာ5ကောက်ထဲမှာပဲ384ကိုက3ညာနဲ့ထဲဒီကောင်384ကိုကနောက်ကလိုက်မှမဟုတ်ဘူးကျွန်တော်ဒီ3ညာထဲဒီကောင်မလိုက်ဘူး384ကိုနောက်က3ညာထိပ်စီးမှာပြောတာတော့တခြားဆိုတော့မသိဘူးဗျာနော်အဲ့ဒါလေးရှိတယ်ဗျာကဲခဏရွေးပြလိုက်ပြီနော်အဲ့လိုရှင်းပြတော့ရှုပ်ခတ်ကိုနစ်ဘရိတ်ထိုးဗျာနော်ဒါတော့ကျွန်တော်ပြောပြီးဟိုဘရိတ်နှစ်ခုကမညီဘူးဗျာနစ်ဘရိတ်ထိုးပြီးလုံးပေါက်က86ထိုးနော်3ညာကတော့3ညာထိုး3ညာ5ထိုးတော့ဟိုကောင်မဖြစ်နိုင်ဘူးအဲ့ကောင်ကဒီကောင်တေဘူးကနကျွန်တော်ကြည့်ရတော့မူဝါဒအားဟာလည်းမရှိဘူး3ညာ9ဆိုတော့လေကောက်ကူလာပဲဆိုလေကောက်ကူလေကနလည်းမတွေ့ဘူးနော်မတွေ့တော့ကျွန်တော်လည်းမပြန်နိုင်ဘူးဒါအဲ့တော့ဒီကောင်ဒီလိုပဲချဗျာငါကျွန်တော်ပြောလို့ပဲချအဲ့လိုချနော်ဟိုကောင်နစ်ဘရိတ်မှာဆိုဦးစားပေးရ66 84လို့ဒါမျိုးချပြန်တယ်ဒါမျိုးချနော်3ညာနှစ်တော့မစောနဲ့3ညာနှစ်ကြီးအရန်နေနဲ့စောချင်းဟိုမှာနစ်ဘရိတ်မှာပေါက်ထားပြီးနေပြီစေတော့ဒါဒီထဲမှာတော့ရှိတာပေါ့
ဒါပေမဲ့ဒါမျိုးနဲ့မပြီးဆိုဒီကောင်စောဒါမျိုးဆိုနစ်ဘရိတ်ကတော့ကြီးစောတုံညာနေဆိုလဲမကြိုက်ဘူးအဲ့ကနာတော့ကြိုက်တယ်အဲ့ငါးကွက်ပဲကြိုက်တယ်86 3ညာ3ညာ3ညာ5 6 6 8 4ကနာရကြိုက်တယ်ခွန်ထိတ်နဲ့ပတ်သက်လို့ကတော့ခွန်ထိတ်ဆောမလားခွန်ထိတ်ရတယ်ကနန်းသေးဘူးမရှိဘူးဟိုတော့ဒီကောင်ထဲမေကနန်းပြတော့ကျွန်တော်တို့ဘေကနန်းတတ်ထဲမှာဒီကောင်ဒီရှစ်ကြီးကစားထဲတွေကနန်းဒီသုံးထဲတွေကနန်းဒီသုံးထဲတွေကနန်းဒီကောင်ဒီခွန်ကောက်ထဲလို့ရှင်ခွန်ကောက်ထဲလို့ရှင်နစ်ဘရိတ်ကလည်းခွန်ငားတယ်မထဲချင်းလေးထဲကြည့်ဖို့ဗျာနော်ခွန်ငားတယ်ခွန်သုံးညာမဟုတ်ခွန်လေးခွန်ကူခွန်လေးခွန်ကူခွန်သုံးမဟုတ်ခွန်လေးခွန်ကူဆုံးတော့ဟုတ်ချင်းဟုတ်မယ်ဒီကောက်ဆုံးတော့ဟုတ်ချင်းဟုတ်လိမ့်မယ်ခွန်ရှက်မသေးဘူးနော်ကိုကကူထဲချင်းထဲနော်ဒါခွန်ထိထွာလာလို့ရှင်တော့ဒီကောက်ပဲဒါကတော့နေပရိနေနဲ့ပဲပြောရချင်းဖြစ်တယ်အဲ့ကနပဲကြည်ထုတ်လိုက်နော်ကိုလည်းအဲ့တိုင်းပဲတင်မယ်နော်အဲ့တိုင်းပဲတင်မယ်ကဲအားလုံးပေါက်ကြပါစေနော်ကျွန်တော် tweet တွေလည်းလုံးနေတာဗျာဒုတိယလည်းကြီးနိုင်တော့အကုန်ကြီးတာပဲကောင်မနေ့ကကိုရှယ်လွတ်သွားရကွာနော်ရပြီ okay thank you အမအိမ်နံပါတ်ချလောက်နေနဲ့ဘောက်ပြီနေပရိကတော့မတီးကြောင်ကန်းနေပရိကထွက်လာရင်6684ဒါပဲဟိုကောင်ဒဲဆိုရင်86 3ညာထိတ်ထွက်3ညာ5ခွန်ထိတ်ထွက်ခွန်4ခွန်9ရှင်းချင်းလည်းကောက်ပြီးတော့ရှင်းထားလိုက်ပေါ့ဗျာနော်ခွန်9တော့နေပရိနေနဲ့ပြထားတယ် okay thank you